အယိုးနဲ့ကြက်သားတွေတက်မှာစီဖို့အတွက် no dangin cheese တွေကိုလည်းစားပြရပါမယ်ပြီးတော့ calorie ဓာတ်နဲ့ energy တွေပြည့်ဝနေစေဖို့အတွက်ဆန်လုံးမျိုးဂျုံအုတ်ထောပတ်တန်လွင်စီစတာတွေကိုစားပြရမှာဖြစ်ပါတယ်ဒီစားစာတွေက weight တက်စေုံသာမကဘဲနဲ့ကိုယ်ခန္ဓာရဲ့အရည်ပြားတွေဟော်မုန်းဓာတ်နဲ့ကိုယ်ကန်စွမ်းအားတွေပါတိုးပွားစေတယ်လို့ဆိုပါတယ်ရှင်နံပါတ်3ချက်အနေနဲ့ကတော့ weight တက်စေဖို့အတွက်ကြွက်သားတွေကြီးထွားတန်မာဖို့လည်းလိုအပ်တာဖြစ်လို့ protein တက်ပါတဲ့စားစာတွေကိုစားပြရပါမယ်ရှင် protein တက်ကြွတဲ့ဥအမျိုးမျိုးပဲအမျိုးမျိုးကြက်သားငါတိုဖူစတာတွေကိုလည်းစားပြရပါမယ်ရှင်နံပါတ်4ချက်အနေနဲ့ကတော့ပိန်တဲ့သူတွေကနည်းနည်းလေးပဲစားရုံနဲ့ဗိုက်ပြေသွားတတ်တာဖြစ်လို့ smoothie လိုမျိုး shakes လိုမျိုး calorie တက်ကြွတဲ့အရည်တွေကိုလည်းတောက်သုံးမိနိုင်ပါတယ်ရှင်ဥပမာအားဖြင့်နွားနို့တင်းချင်းငပြောသည့်အုတ်ပြားရည်နဲ့စတာတွေကိုအချိုးကျရောဆက်ပြီးတဲ့အခါကျတော့ shakes လိုမျိုး smoothie လိုမျိုးတောက်သုံးမိနိုင်ပါတယ်ရှင်ကယ်လိုရီလိုအပ်ချက်ကိုဒီလိုမျိုးအရည်တွေကလည်းရရှိတယ်လို့ research တွေကဆိုပါတယ်ရှင်နံပါတ်5ချက်အနေနဲ့ကတော့ weight တက်ချင်သူတွေအတွက်အရေးပါတဲ့စားစာတွေအကြောင်းပြပြမှာပဲဖြစ်ပါတယ်ဘယ်လိုစားစာတွေလဲဆိုရင်အာလူစံကြုံပါမုံအသီးတွေဖြစ်တဲ့ငပြောသည့်တရက်သည့်စပစ်သည့်စတာတွေကိုစားပြီးလို့ရပါတယ်ဒီစားစာတွေကဆိုရင် weight တက်စေုံသာမကဘဲနဲ့ကြွက်သားတွေကိုလည်းကြီးထွားတန်မာမှုကိုအားပေးတယ်လို့အားအင်တွေကိုလည်းရရှိစေရလို့ဆိုပါတယ်ရှင်